ဘယ်လိုပြောသူတို့ကောင်းပါတယ်ဗောနော်ကျွန်တော်တင်မှာလာကစားတာသူတို့လည်းပညာရခြင်းလို့ဗောနော်ကျွန်တော်တို့ရှိမှလာရောက်ကစားဗောနော်သူတို့လည်းပညာယူနေတဲ့အချိန်မလို့ကျွန်တော်ဘက်လည်းသူတို့တွဲခေါ်နေကစားနေရပါဗောနော်ဟုတ်ကျွန်တော်တို့ရှေ့ဘက်ကရှုံးလာတဲ့အမားတွေကိုပြင်ဆင်လာရပါတော့ကျွန်တော်လည်းရှေ့တပွဲကလည်းဝင်ကစားလည်းပါသေးရပါတော့ကလေးတွေအဲ့ပေါ်မှာစိတ်တက်မကြဘူးတပွဲချင်းစီကိုကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတယ်နောက်ပွဲတက်လည်းကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီးတော့တခြားကစားတော့မှာပါဟုတ်ကျွန်တော် TV ကအားပေးနေတဲ့ကျွန်တော်ရန်နာဘုံအတင်းရောဒီရန်ကုန်စီးတီးအတင်းရောအားပေးနေတဲ့ပြည်သက်အားလုံးလည်းကျေးဇူးတင်နေကွင်းထဲမှာလာရောက်အားပေးတဲ့ပြည်သက်တွေအားလုံးလည်းကျေးဇူးတင်နေကျွန်တော်တို့အကောင်းဆုံးရတာတစ်ခုဖြစ်အောင်လို့အမြဲတမ်းကျွန်တော်ကြိုးစားပြီးကစားနေပဲအဲ့တော့ကျွန်တော်အတင်းကိုဆက်လက်ပြီးအားပေးပါအောင်လို့ဟုတ်ကျေးဇူးပါ